မင်္ဂလာပါကျွန်တော် okay ချဲလိုက်မယ် okay မင်္ဂလာပါကျွန်တော်ဒီ Trump ရဲ့ tariff နောက်ပိုင်းမှာဈေးကွက်အခြေအနေတွေဘယ်လိုရှိလဲဆိုတော့ကျွန်တော်နည်းနည်းလေ့လာရအောင်เนาะကျွန်တော်ဈေးကွက်အခြေအနေကြည့်တဲ့အချိန်မှာဆိုလို့ရှိရင်ဈေးကွက်မှာကျွန်တော်ဘာတွေကိုကြည့်မလဲ okay US stock market ကိုကြည့်မယ်ပြီးရင်ကျွန်တော်တို့ EU stock market ကိုကြည့်မယ်ပြီး Asia stock market ကိုနည်းနည်းကြည့်အောင်เนาะပြီးတခြားရေနံတွေပါတယ်ကျွန်တော်နောက်မှကြည့်မယ်ဆိုတော့ဆို US stock market ဥပမာ S&P 500ဆိုလို့ရှိရင်ဘယ်လောက်ရှိလဲပေါ့နော် QQQ ဘယ်လောက်တက်လဲဘယ်လောက်ကျလဲပေါ့နော်ဒီနေ့တနင်္ဂနွေဆိုတော့ stock market တော့ပိတ်တယ်ဒါမဲ့လို့ Friday stock market အပိတ်မှာပေါ့နော် stock market အပိတ်မှာဘယ်လောက်ထိတက်လဲဘယ်လောက်ထိကျလဲဆိုတော့ကျွန်တော်နည်းငယ်ကြည့်မယ်ဆိုတော့အကျမ်းမြင့်ပေါ့နော်ဒီ tariff နောက်ပိုင်းမှာခြေနေဘယ်လိုရှိလဲဆိုတော့ကျွန်တော်ကြည့်အောင်ပြီးရင် US dollar နဲ့ဒီတရုတ် yuan ပေါ့နော်တရုတ် Chinese yuan သူ exchange rate ကဘယ်လောက်ရှိလဲအတက်ကြရှိလားဆိုတော့ကျွန်တော်ကြည့်အောင်ဘာသာစီးပွားရေးပြိုင်နေတဲ့ချိန်မှာဆိုလို့ရှိရင်အကျမ်းမြင့်နေနဲ့စီးပွားရေးပိုအားတာတဲ့နိုင်ငံပေါ့နော်သူရဲ့ပတ်စံကပို့ပြီးတော့တက်လာကြလာဆိုတော့ကျွန်တော်တို့တီးဖို့လိုတယ်ပြင်ဒီမေးခွန်းကိုလည်းကျွန်တော်မေးဖို့လိုတယ်ပြီးနောက်တစ်ခုကဒီ tariff ပြီးတော့ what's next ဘာလဲဆက်ဖြစ်လာမလဲဆိုတော့ကျွန်တော်ကြည့်အောင်ဆိုတော့ဒီຢာတွေကကျွန်တော်မေးစရာတွေအများကြီးရှိရပေါ့နော်ဒီ tariff နောက်ပိုင်းမှာတကယ်ဘာတွေဆက်ဖြစ်လာမလဲဒါလည်းစိတ်ဝင်စားစရာကောင်းတယ်ကျွန်တော် Trump ကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေဒါကျွန်တော်တို့ခဏထည့်ပြောတယ်ဘာလို့ကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေသူရဲ့လောက်ရကြောင်ဒီ market ပေါ့နော် stock market movement ကဘယ်လိုရှိလဲနောက်ကျွန်တော်ဆက်ကြည့်ချင်တာဒီ crypto တွေကြောင့်နည်းနည်းကြည့်ချင်တယ်နော်ဥပမာ crypto ဆိုလို့ရှိရင် bitcoin အဓိက bitcoin ကိုနည်းနည်းကြည့် bitcoin နဲ့ ethereum တော့အတက်ကြဘယ်လောက်ရှိလဲဆိုတော့လက်ရှိဈေးကွက်အတက်ကြဆိုသမရရဲ့လက်ထဲပထမရဲ့သမရရဲ့ပါဇက်ဖြားထဲမှာနှုတ်ဖျားပေါ်မှာရှိတယ်လို့ပြောလဲမမားဘူးပေါ့နော်ဒါပေမဲ့ရေရှည်အတွက်လည်းကျွန်တော်တို့ကြည့်ဖို့လိုတယ်ဆိုတော့ okay ဒီ market အခြေအနေကိုချင်းမြင်ကျွန်တော်ကြည့်အောင်ဒီမှာကျွန်တော် screen တကူဖွင့်မယ်နော် okay ဒီညမှာ okay ဒီမှာချက်ကြည့်မယ်ဆိုလို့ရှင်ဒီ market အခြေအနေ Friday အပိတ်လေးမှာဆိုလို့ရှင်ဒီမှာ Americas ပြီးရင်ဒီမှာ Europe ကနဝေးသွားလားမသိ okay ဒီမှာ America Europe Asia ဆိုပြီးတော့သူ market လေးတွေရှိမှာဒီ America လေးကိုကြည့် S&P 500 ဆိုလို့ရှင် Friday market မှာ 1.85% တက်တယ်ဆိုတော့တော်ကောင်းတယ်ပေါ့နော်သူ price က5363လောက်ရှိပြီပြီးရင် Dow Jones လို့လည်းခေါ်တယ်နော် Nasdaq ပြီးရင် Russell 2000ဆိုတော့တကယ် US market အကြီးတွေကတက်တယ်ဒါတော့ volatility index 1 of VIX ကတော့ကြားတယ်ဒါမှသူ volatility ဆိုတာ market ဘယ်လောက်ကစားလဲဘယ်လောက်တက်လဲဘယ်လောက်ကျလဲဟိုကြည့်တယ် VIX ပေါ့နော် volatility index တော့ကြားတယ်ဆိုတော့ပြဿနာမရှိဘူး okay ဆိုတော့ champion နဲ့ပြီး US dollar ဈေးနှုန်းဘယ်လောက်ရှိလဲပေါ့နော် US dollar ကျတော့ 0.49% ကျတယ် US dollar exchange rate ကတော့အများဟိုပြောင်းလဲရှိတယ်ကျွန်တော် exchange rate ကြည့်တဲ့ချိန်မှာခုနကကျွန်တော်ပြောသလိုအဓိကတရုတ်နဲ့ US ရဲ့ exchange rate ကိုကျွန်တော်ကြည့်မယ်ဆိုတော့ဒါကိုခဏခောက်ထားအောင် okay အမေရိကရဲ့ stock market Friday အပိတ်မှာဆိုလို့ရှိရင်ဂျမ်မြန်ဖြင့်အခြေအနေကောင်းတယ်လို့ပြောရမှာเนาะတက်ဘက်မှာရှိတယ်ဆိုတော့မစိုးဘူးပြီး Europe ကိုတစ်ချက်ကြည့်အောင် Europe လည်းဒီတိုင်းမှာ Europe ကတော့တိတ်မကစားဘူးလို့ပြောလို့ရတယ် market က10လည်း 0.64% လောက်တက်တယ်ကျန်လည်း 0.30 ပေါ့နော်သူရဲ့ market လေးတွေကျွန်တော် market တဲ့အသေးစိတ်တော့ကျွန်တော်မရှင်းတော့ဒါပေမဲ့ဒီ overall ပေါ့နော်အချင်းမြင့်နေတဲ့ကြုံချုံပြီးကြည့်တဲ့အချိန်မှာ market မဆိုးဘူးလို့ပြောလို့ရတယ်ကျွန်တော် Friday market ပိတ်မှာ okay အာရှကိုကျွန်တော်ကြည့်အောင်ဒါသူ exchange တွေဖြစ်တယ်အာရှမှာလည်းစီးပွားရေးမဆိုးဘူးဗျဆိုတော့အနုလက္ခဏာမဆောင်ဘူးပေါ့နော် okay အနုလက္ခဏာမဆောင်တော့ကောင်းတယ်ပင်တီတောင်းလေးမှာဆိုလို့ရှိရင်Nasdaq future solution နဲ့ future က 1.34% လောက်တက်တယ်ဆိုတော့ future
trader လူတွေတက်တော့မဆိုးလို့ပြောလို့ရတယ်နော် future trader လူတွေခြေနေဘယ်လိုရှိလဲကျွန်တော် future trader ဆိုလို့ရှိရင်လည်း comment လေးမှာရေးခဲ့ပါပြီး Russell 2000ဆိုလို့ရှိရင်လည်း 0.37% ပြီးရင်ရွှေရလည်းတက်တယ်နော်ရွှေရတက်တယ်ရွှေရဘယ်လောက်တော့တက်လဲဆိုတော့0.2% လောက်တက်တယ်3000ကျော်သွားပြီနော် okay ဆိုတော့အချမ်းမင်းဒီ market overview market ကိုခြုံပြီးကြည့်မယ်ဆိုလို့ရှိရင်တော့ market ခြုံပြီးကြည့်မယ်ဆိုလို့ရှိရင်အမေရိကဖြစ်ဖြစ်ယူရိုဖြစ်ဖြစ် Asia ဖြစ်ဖြစ် market ခြေနေကောင်းတယ်ဆိုတော့ tariff နဲ့ပတ်သက်ပြီးတော့ဆိုmarket ရိုက်ခတ်ခဲ့တာခေါ်ရလွန်ခဲ့တဲ့ပတ်ကနည်းနည်းရှိရ market ထိုးကြတယ်ပြီးရင်ရက်90ပေါ့နော်တရုတ်ကလွဲပြီးတော့ရက်90ဒါမှမဟုတ်3လရက်စောင့်ကြည့်မယ်လို့ပြောလိုက်ချင် market ကထောင်တက်သွားတယ်ဆိုတော့တမရက market ကို manipulate လုပ်လို့ရတယ်လို့ကျွန်တော်ဒီနေ့ပြောချင်တယ်ဆိုလို့ချင်းတော့တူတစ်ခုပြောပြီးဆိုလို့ရှိရင် market ကတက်မယ်ကြမယ်ဆိုတော့ American ပြီးရင် market တက်ကြဆိုတော့တရုတ်ကဘာစကားပြောလဲဆိုတာထက် American တမရဘာစကားပြောလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ market ကတောက်ကစားရတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်ဒီနေ့ကြိုးပြီးတော့ပြောချင်တယ်ဘာလို့ဒီ American market တွေမှာတရုတ် company တွေရတယ်လာပြီး invest ချင်အောင်ဆိုတော့တရုတ် company တွေလာ invest ချင်တဲ့အတွက်ကြောင့်ဒီ American သမ္မတဆိုရရဲ့ policy ပေါ်မှာဒါမှမဟုတ် American ခုလက်ရှိ Trump administration ရဲ့ policy ပေါ်မှာမူတည်ပြီးတော့ဒီအချမ်းမြင် market ဈေးကွက်ကစားတာတွေရှိမယ်နေလိုက်တက်လိုက်ပေါ့နော်တက်ကြလေးတွေအများကြီးကျွန်တော်တွေ့နိုင်တယ်ဒီတော့တွင်မှာအထူးသဖြင့်ဒီ tariff ကာလမှာဆိုတော့ကိုကအမေရိကန်မှာနေပြီးတော့ 401k တွေမှာ invest လုပ်ထားလဲဆိုလို့ရှိရင်လည်းလန့်ဖြန့်ပြီးတော့ကို 401k တွေထုတ်မယ်ဘာညာမဟုတ်ဘဲနဲ့ဒီချိန်မှာရှင်းပြောမယ်ဆိုလို့ရှိရင်ဈေးကွက်ကဝယ်လို့ကောင်းတဲ့ချိန်ပေါ့နော်ဝယ်လို့ကောင်းတဲ့ချိန်ဖြစ်တဲ့အတွက်ကြောင့်ဝယ်ထားတယ်ဆိုလို့ရှိရင်မမောင်း Trump တောင်တော့ပြောသေးတယ်သူရဲ့ truth social media မှာဝယ်ကြတော့ပေါ့နော်ဒီရက်90ခဏရက်ထားမယ်လို့သူမပြောခင်မှာသူ truth social media မှာသူပြောဆိုဒီ market က buy the deep တာကိုထိုးကြတဲ့ကြောင့်ဝယ်ကြတော့ပေါ့နော် buy the deep ဆိုပြီးတော့သူပြောတယ်ဆိုတော့တမရဘာပြောလဲဆိုတာလဲဒါရေးကြည့်တယ် okay so market ချီနေခုနပြောပြ stock market Europe EU Asia ချီနေမဆိုးပေါ့နော်ကောင်းတယ်ပြီးရင် Bitcoin ဒီ crypto မှာ Bitcoin ကတော့ဘိုးကြီးဆိုတော့crypto နဲ့ကြောင်ကြည့်အောင်ဒီမှာ US market ကDow Jones ကောင်းတယ် S&P 500လည်းကောင်းတယ် market Friday အပိတ်မှာပေါ့နော် Nasdaq 2.06 ခုနကျွန်တော်ပြောတဲ့ future market တွေလည်းကောင်းတယ်ဒါပေမဲ့ crude oil ကျတော့နည်းနည်းကျတယ်ဒီ C ပိုင်းဆိုင်နည်းနည်းဈေးကျတယ်market ချီနည်းနည်းကျတယ်ဒါပေမဲ့တိတ်ထိုးစီးမိကျတာလည်းမဟုတ်ဘူးပေါ့နော်ပြီး Russell 2000လည်းတက်တယ်ဒီ Russell 2000တက်တယ်Russell 2000နဲ့တက်တယ် VIX Volatility Index ကလည်း index ကစားတယ်ဆိုတော့ -7.76% ကျတယ်ဆိုတော့ market သူ market ဘယ်လောက်ကစားတယ်ဆိုတော့ကြည်တယ်ဟာပေါ့နော် Volatility Index အတက်ကြဘယ်လောက်ရှိလဲပြင်းလားပျော့လားဒါအကြမ်းမြင်ပေါ့နော် VIX လို့လည်းခေါ်တယ်ဒါကိုကြောင်းကြည့်ရတယ်အမှ option trade တဲ့ချိန်မှာတော့ day trade တဲ့လူတွေကြဒီ VIX ကိုနားလဲဖို့လို့တည်တာဖို့လို့လဲ okay so Europe ကခုနပြောတဲ့ US ကကောင်းတယ်ဒါ Google Finance ကနေကျွန်တော်ကြည့်တာပထမတစ်ခုကကြတော့ဒါကြောင့် Yahoo Finance ကနေကျွန်တော်ချမ်းမြင်ကြည့်တာပေါ့နော်ဒီမှာ Google Finance က US ပြီး Europe ချင်းနေကျွန် Europe DAX ကနည်းနည်းကြားတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့ market တစ်ခုလုံးခြုံငုံပြီးကြည့်မယ်ဆိုလို့ရှင် DAX တော့ CAC ဒီကောင်တွေကကြားပေမဲ့လို့ဆိုးဝါးကြတာမဟုတ်ဆိုတော့ဒီကမ္ဘာလုံးအခုထိပေါ့နော် American နဲ့ Europe ရဲ့စီးပွားရေးဈေးကွက်ပေါ့နော်ဒီ stock market ကကြားတာတက်ပန်းအောင်ပို့ပြီးဦးတည်ရပါတော့ဆိုလက်ရှိချင်းနေမှာဒါပေမဲ့ကောင်းတယ်လို့လည်း 100% အမခံတာလို့မရဘူးဒါပေမဲ့ကြောက်ရွံ့နေမဲ့ချိန်မဟုတ်ဘူးဆိုတော့ bind the deep လို့ပို့ပေါ့နော်ဈေးနေတဲ့ချိန်မှာဝယ်ပို့လို့ရတယ် Warren Buffett ကပြောလဲဆိုလို့ရှိရင် buying where there's blood in the street there's blood in the street ဆိုတော့ blood ဆိုတော့ဒီအနီးအောင်ပြောချင်တာ
ဒီမှာတရုတ်နဲ့ Chinese one ဆိုလို့ရှိရင်ဒီအနီးဆိုထိုးကြနေတာဒီလို street လမ်းမှာသွေးရှိတဲ့ချိန်မှာဝယ်ပါတဲ့ဆိုတော့ကျွန်တော် stock market တွေထိုးကြအနီးအနေနဲ့ထိုးကြနေတဲ့ချိန်မှာဝယ်ပါပေါ့နော်ဒါ Warren Buffett တကယ် investor ကြီးကပေးထားတဲ့ကြံဖြစ်တယ်လက်ရှိသူက cash ပေါ့နော် cash billion 300လောက်နဲ့ exit ထိုင်နေဆိုတော့ဒီချိန်မှာသူကြိတ်ဝယ်နေလောက်ပြီဆိုတော့သူဘာတွေဝယ်လဲဆိုတာကျွန်တော်နောက်ကျရင် track ရအောင်နော် Warren Buffett ဘာတွေဝယ်နေလဲ okay အာရှကိုကျွန်တော်ကြည့်အောင်အာရှကြားကြီးလည်းအခြေအနေကအတက်ပိုင်းပဲပေါ့နော် overall ချမ်းမြင်ခြုံပြီးကြည့်မယ်ဆိုလို့ရှိရင်အာရှကြားကြီးကလည်းတက်နေဆိုတော့ market အခြေအနေကကျွန်တော်ဒီချမ်းမြင်ပြောမယ်ဆိုလို့ရှိရင် market အခြေအနေကောင်းတယ်ကျွန်တော် Facebook တို့တခြားတွေမှာကိုမြန်မာတိုင်းဝိုင်းနေရေးတာပြီးရင်ကျွန်တော်ဗာပြောချင်လဲဆိုလို့ရှိရင် they're feeding fear ကျွန်တော်ကြောက်ရွံ့အောင်ပြီးတော့စာတွေပေါက်ကရှောက်ရေးကြတာဟိုမြင်လို့တော့မကောင်းပေါ့နော် Trump မုံပြီးရေးတွေဖြစ်ပါစေဒီသူတို့ရေးတာရေးပြီးတော့ overall market တွေကြတော့သူတို့ရှင်းပြတာလည်းမရှိဘူးဆိုတော့ market ကိုကျွန်တော်ကြည့်တဲ့ချိန်မှာဒီနေရာမှာကျွန်တော်ဒီမှာတရုတ်ယွမ်က max ပေါ့နော်ငါ5 year ကြည့်မယ်ဆိုလို့ရှိရင်လက်ရှိ5 year မှာတရုတ်ယွမ်ကမဆိုးပေါ့နော် max ခုဒီကြည့်မယ်ဆိုတရုတ်ယွမ်က 11% လောက်ကျနေတာ max အနေနဲ့ဒါပေမဲ့9နှစ်တနှစ်ဒီတစ်လတော်တွင်းမှာဆိုတရုတ်ယွမ်ကတော့တင်းရှိရပေါ့နော်အမေရိကန်နဲ့ဆိုလို့ရှိရင်အမေရိကန်$မှာတရုတ်ယွမ်က 7.2921 ရှိရသူဈေးနှုန်းကဆိုတော့မဆိုးဘူးပေါ့နော်တရုတ်ငွေကြီးကလည်းဒီမှာတက်တယ်တရုတ်ငွေကြီးကတက်တယ်မဆိုးဘူးဒီမှာ New Zealand နဲ့တရုတ်ယွမ်တက်တယ်ဆိုတော့ it's a good sign ပေါ့နော်တရုတ်လက်စီပွဲလုံးဝထိုးကြတာလည်းမဟုတ်ဘူးဒါပေမဲ့ခုတလောချီနေမှာတော့ကျွန်တော်ဟို optimistic ဖြစ်အကောင်းမြင်ဖို့လည်းလိုတယ်လို့ကျွန်တော် market ချီနေတကူစူးစူးဖြစ်လာမယ်ဆိုလို့ရှိရင်ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်နော်ကဲ currency တွေချက်ကြည့်အောင်ငွေကြေးပမာ currency ဒီမှာဆိုလို့ရှိရင် Europe နဲ့ US ဆိုလို့ရှိရင်လည်းတက်တယ်ပြီး US နဲ့ Japan ဆိုလို့ရှိရင်လည်းတက်တယ်ဒါတော့ exchange rate တွေတော့ရှိနေမယ်နည်းနည်းများပြီး Great Britain နဲ့ USD ဆို Great Britain နဲ့ USD လည်းတက်တယ် US နဲ့ Canada လည်းတက်တယ် US နဲ့ Australia လည်းတက်တယ်ဆိုတော့အကြမ်းမြင့်ကြောင်းဒီတိုင်းကြည့်မယ်ဆိုလို့ရှိရင် US ဒေါ်လာကဈေးကောင်းတယ်လို့ကျွန်တော်ပြောလို့ရတယ်နော်ဆိုတော့ market ကလည်းစိုးစိုးရှိတာမဟုတ်တချို့ကတရုတ်နိုင်ပြီးတော့ဒီကပုတ်ကိုဆွဲပြီးတော့ဗျံပရာလျှောက်ပြောတာတွေကျွန်တော်မြန်မာတိုင်းမှာကျွန်တော်အများကြီးမြင်ရတယ်ဆိုတော့ဒါ immigration case တွေကျွန်တော်ပြောတယ်ဒီအဓိက market တွေကျွန်တော်ဒီမှာပြောနေတာနော်ဆိုတော့အဲ့လိုရှော့ပြောလို့မကောင်း market ဒီ overall ကြည့်တဲ့ချိန်မှာမဆိုးတရုတ်ရောအမေရိကန်ရောစိုးဝါမရှိဘူးဒါပေမဲ့ရေရှည်မှာတရုတ်ထိမလားအမေရိကန်ထိမလားဆိုတော့ကျွန်တော်စောင့်ကြည့်မယ်နေတာမှရှိတယ်ဆိုတော့လွန်ခဲ့တဲ့နေ့ရက်တင်ကကျွန်တော်ဗီဒီယိုတစ်ခုမှာ Trump tariff ရဲ့ရည်ရွယ်ချက်ကိုကျွန်တော်ပြောပြသွားပြီပေါ့နော် Trump ရည်ရွယ်ချက်ကပါလဲနံပါတ်1အမေရိကန်နဲ့ထွက်သွားတဲ့ company တွေအမေရိကန်ကိုပြန်လာဖို့ပြီးရင်နိုင်ငံခြားမှာရှိတဲ့ company တွေအမေရိကန်နိုင်ငံတွေကိုပို့မို့ပြီးတော့ရင်းနှီးမြှုပ်နှံဖို့အမေရိကန်နိုင်ငံဟိုဘာသာ Make America Great Again ပေါ့နော်ဆိုတော့သူရဲ့ဆောင်ပုဒ်တိုင်းအမေရိကန်ပြန်ပြီးတော့ကဘာပေါ်မှာပေါ့နော်ရင်ကောကြောမော်လေးပြန်ပြီးတော့နေနိုင်အောင်ဆိုပြီးတော့သူကစူးစမ်းနေတာဆိုတော့ဒီပုံကိုကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေဒီပုံကိုကရည်ရွယ်ချက်ရှိတယ်โอเค crypto တစ်ချက်ကြည့်အောင် crypto ကတလောကထိုးကြနေတာသူ crypto တက်တော့လဲသူ1000လောက်ကိုတက်တာဆိုတော့လက်ရှိချိန်ဒီမှာ crypto ကခုပေါ့နော်ခုသူက crypto 24 hour market page မရှိဘူးချိန်လုံးတက်နေတစ်ချိန်လုံးပြောင်းလဲနေ market မှာပြေကြိုက်တဲ့ချိန်မှာ trade လို့ရဝယ်လို့ရတယ်โอเค crypto မှာကြီးဆုံးဖြစ်တဲ့ bitcoin ကကြတော့84,000ရှိရဆို 1.47% တက်တယ် ethereum ကြတော့လဲတက်တာပဲ ethereum ကတက်Cardano တက်တယ်ပြီးရင် XPR လဲတက်တယ်မဆို XPR $2 2.1အဲတော့ XBI ကိုတရားစွဲတော့ကနော်တော်တော်ရုပ်စူးပန်းဆိုဖြစ်တယ်ဒါအောင်ကြတာလူတွေကတော့မဝယ်ဘူးကျွန်တော်တို့တချို့ဝယ်ပြီးတော့ပြန်ရောင်းဖြစ်တယ်မသိမ်းနိုင်ဘူးဆိုတော့ဒီမှာ 2.1 ဆိုတော့2ကျက်ကျော်လောက်2ကျက်တောင်ဖြစ်နေ$2ကျော်လောက်တက်တယ်ဆို 1.7 ပြီးရင် Dogecoin
ကျွန်တော်ဒီမှာ German တီးဖို့က American သမ္မတတခုပြောလာပြီဆိုလို့ရှိရင် market ကအပြောင်းလဲရှိတယ် market move တယ်ပေါ့နော်ဈေးကွက်ကလှုပ်ရှားတယ် so weekend ဒီနေ့စနေတနင်္ဂနွေဒီနေ့ဆိုတနင်္ဂနွေညနေပိုင်းဖြစ်ပြီးကျွန်တော် American နိုင်ငံမှာညနေအခုဆိုတနင်္လာမနက်12နာရီကျော်ပြီနော်12နာရီနဲ့2မိနစ်ရှိပြီ so ဒီနေ့မှာ market ကိုကြည့်မယ်ဆိုလို့ရှိရင် market ချီနေကကောင်းတယ်ပေါ့နော် market ချီနေကောင်းတယ် Bitcoin လက်တက်တယ် Ethereum လက်တက်တယ် Cardano လက်တက်တယ် XPR လက်တက်တယ် Dogecoin လက်တက်တယ် so market ချီနေကောင်းတယ်ပြဿနာမရှိဘူး so မနေ့ဖြန် market ဖွင့်တဲ့ချိန်မှာဘယ်လိုလာမစကျွန်တော်စောင့်ကြည့်ရအောင် so စိတ်ဝင်စားစရာကောင်းတယ်ခုနကျွန်တော်ပြောသလိုကိုမြန်မာပြည်သားချင်းဖြဲချောက်ပြီးတော့ဘောနော်ဘယ်သတင်းတွေဖတ်ပြီးတော့ဘာတွေရှောက်ရေးမှမသိတဲ့သတင်းတွေကိုဖတ်ပြီးတော့ကျွန်တော်ကြောင်းနေဖို့မဟုတ်ဘူးကိုဖုန်းကောက်တွေ 401k တွေပါတယ်ဆိုလို့ရှိရင်လည်းကြိုးပြီးတော့လမ်းဖြန့်ပြီးတော့မထုတ်ပါနဲ့နော် market ဆိုတာတက်ကြရှိတယ်ဒါပေမဲ့ရေရှည်မှာ stock market က S&P 500ဆိုလို့ရှိရင် annually ဒီရဲ့ return rate က 11% လောက်ရှိတယ်အမြင့်ပေါ့နော် 11% လောက်တက်တယ်မြင့်တယ်ဆိုတော့ stock market အတက်ကြရှိမှာပဲဒါပေမဲ့ရေရှည်မှာ stock market ကအမြဲတမ်းတက်လက်ရှိရယ်နော်2008မှာတော့ထိုးကြတယ်ဒါပေမဲ့ပြန်တက်လာတာပဲဆိုတော့2020မှာလည်းထိုးကြတယ်ပြန်တက်လာတာပဲဒီ2025မှာ tariff ကိစ္စတရုတ်နဲ့ပတ်သက်ပြီးတော့ကုန်သွယ်ခွန်ပေါ့နော်ဒီကုန်သွယ်စစ်ပွဲပေါ့နော် trade war စတဲ့ချိန်မှာလည်း market ကထိုးကြတာပဲဒါပေမဲ့90 day pause မှာ market ကပြန်ပြီးတော့တက်လာတယ်ဆိုတော့ကျွန်တော်ဆိုလို့ရှိရင် optimistic ဖြစ်တယ်အကောင်းမြင်တယ်ပို့ပြီးတော့ကောင်းလာမယ့်အနေအထားတွေမှာလည်းရှိရယ် okay future ကြည့်အောင် Dove futures ကလည်းတက်တယ်ဆိုတော့ Dove future တက်တယ်200ကျော်လောက်တက်တယ် percentage ဆို0.52% လောက်တက်တယ် S&P future လည်းတက်တယ် Nasdaq future လည်းတက်တယ်ဆိုတော့အချင်းနေဆိုမောမရှိ gold ဆိုလို့ရှိရင်နည်းနည်းကျတယ်ဆိုတော့ 0.037% ကျတယ်ဆိုတော့ဘာလို့ gold ကိုရွှေဆိုလို့ရှိရင်သူက hedge လုပ်သုံးတယ် hedge ဆိုတာကျန်တဲ့ကောင်တွေကြားတယ်ဆိုလို့ရှိရင်သူရွှေသိမ်းထားတယ်ရွှေဆိုလို့ရှိရင် stock လည်းရှိတယ်ရွှေလည်းရှိရယ်ဆိုတော့ gold ရွှေကို hedge ပေါ့နော်အကာအကွယ်နည်းနဲ့သုံးကြတာကျန်တဲ့ဟာတွေထိတယ်ဆိုလို့ရှိရင်ရွှေကတက်လာမယ်ဆိုတော့ကျန်တဲ့ကောင်တွေကောင်းရွှေကလည်းကျသွားနိုင်တယ်ဆိုတော့ရွှေကို hedge နေနဲ့သုံးတယ်နော် hedge ဆိုတဲ့စကားလုံးကကာကွယ်ဖို့နေတဲ့ရွှေကိုချမ်းသာတဲ့လူတွေသုံးကြတယ် okay crude oil ကြောင့်လည်းစီပိုင်းဆိုင်ရာပေါ့နော်ကျွန်တော် gas တွေ crude oil လည်းနည်းနည်း 0.26% လောက်ကျတယ်ဒါဆိုကကျတာမို့ဆိုတော့အခြေအနေကကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒီ Trump tariff နောက်ပိုင်းမှာဈေးကွက်ချင်းတွေကမစိုးဘူးပြန်တက်လာတယ်ဒါပေမဲ့ဈေးကွက်ကလည်းကျွန်တော်စောင့်ကြည့်ရမယ်အနေထားမှာရှိတယ်စိတ်ဝင်စားစရာဒါကောင်းတယ်ဒီလိုချင်းတွေက okay so what's next ဘာတွေဆက်ဖြစ်လာမလဲဆိုတော့ဒါ question mark it's a puzzle ပေါ့နော် it's a puzzle ဒါပေမဲ့ကျွန်တော်တို့က wait စောင့်ကြည့်ရမယ်ဘာလို့စောင့်ကြည့်ရမလဲစောင့်ကြည့်တဲ့ချိန်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အများနဲ့ optimistic ရှိဖို့လိုတယ်အကောင်းမြင်ဖို့လိုတယ်ပြီးမြန်မာတိုင်းဝိုင်းနေပြီးတော့ဇွတ်ကိုထိုးထည့်တဲ့ဒီ fear နောက်ပိုင်းကျွန်တော် immigration ကြောင်းလည်းပြောခြင်းတယ်ဒီ fear ကြောင်းရွံ့ခြင်းအကြောက်တရားတွေကိုဇွတ်ပြီးတော့ရိုက်ထည့်ကြတာစားတယ် Facebook မှာ group တွေမှာ share တာဒီအကြောက်တရားကိုကျွန်တော်ခဏမေ့ပြီးတော့ကိုမှ cash ရှိတယ်ဆိုလို့ရှိရင်လည်းဒီချိန်မှာ market ကဝယ်လို့ကောင်းတဲ့ချိန်ဆိုတော့ဝယ်ထားကြပါတော့ဆိုတော့ဒီ Trump tariff နောက်ပိုင်းဈေးကွက်ချိန်တွေကမဆိုးဘူးလို့ပြောလို့ရတယ်ဥပမာ1 to 10 rate ပါဆိုလို့ရှိရင် rate 1 to 10တိကနေဆိုရင်ကျွန်တော်ဒီချိန်မှာကျွန်တော်8လောက်ကို rate မယ်ဆိုတော့မဆိုးပါနော်ချိန်နေကောင်းတယ်ဆိုတော့ကျွန်တော် market ကိုစောင့်ကြည့်ရအောင်ဒီနေ့က market ပိတ်တယ်ဆိုတော့ဒီ market ဖွင့်ပြီးနောက်ပိုင်းမှာကျွန်တော်ပြန်ပြီးတော့ market အခြေအနေကိုကျွန်တော်အကြမ်းမြင်ပြန်ပြီးတော့ကြည့်မယ်ပြင် future အခြေအနေဘယ်လိုသွားလဲပြင်ရွှေကတက်ကြရှိလားကျွန်တော်ဒီဘုတ်ကခုနပြောသလိုရွှေက hedge ဖြစ်တဲ့ goal ဆိုတော့ဒီ hedge ဖြစ်တဲ့ goal ကိုတခြား market တွေကျပြီဆိုလို့ဒီကောင်ကတက်လာတယ်ဆိုတော့လူတွေချို့ကြောက်ပြီးတော့ဖိဝေကြဟာ stock market ကျပြီဆိုရွှေဝယ်အောင်ဆိုရွှေလိတ်ပိတ်ပြီးတော့ဈေးတက်လာ
ဆိုတော့ဒီချိန်မှာဘာမှကြောက်ရွံ့နေဖို့မလိုဘူးစောင့်ကြည့်ဖို့လိုတယ်ဆိုပြီးတော့ကျွန်တော်အားပေးခြင်းတယ်ကိုကြောက်တရားတွေစွစွထည့်နေတဲ့ page တွေဆိုလို့ရှိရင် unfollow လိုက်နော်ဟုတ်ပြီနော် okay so စိတ်ဝင်စားစရာကောင်းပါတယ်ကျွန်တော်နောက်ဗီဒီယိုဒီမှာပြန်ပြီးတော့တွေ့ရအောင်ဆိုတော့ဒီနေ့ကြံမင်းဒီလောက်ပဲเนาะကျေးဇူး